ထိတ်တိုက်တွေ့ဆုံမှုတိုင်းမှာအမြဲဂိုးမိုးရွာလေးရှိတဲ့လီဗာပူးနဲ့နျူကာဆယ်တို့ရဲ့ပရီးမီးယားလိပွဲစဉ်ပြန်လာပါပြီ။ဒီပွဲကိုအင်ကွင်းအန်ဖီမှာလီဗာပူးတို့လက်ခံကစားသွားမှာဖြစ်ပါတယ်။အင်ရှင်အသင်းအနေနဲ့နှစ်သက်မှာပရီးမီးယားလိနိုင်ပွဲလုံးဝမရှိသေးတဲ့ချိန်စာကိုရှိုးဖြတ်သွားနိုင်မလား။ဒါမှမဟုတ်ဒဏ်ရာပြဿနာတွေကြားကပဲနျူကာဆယ်တို့အန်ဖီမှာအံ့အားသင့်စရာရလက်ဖော်ဆောင်သွားနိုင်မလားဆိုတာရင်ခုန်စရာပါ။လီဗာပူးကတော့ဂျာယက်ချန်ပီယံလိမှာကွာရာဘက်ကိုရှာကိုပြတ်နိုင်ပြီးဖောင်ပြန်တက်လာပေမဲ့ခန်းစစ်မှာတော့ဒဏ်ရာပြဿနာတွေအတော်လေးစိုးနေပါတယ်။အဓိကညာနောက်ခံလူဂျယ်မီပရင်ဘောင်ဒဏ်ရာရသွားသလိုကိုနာတီနဲ့ဂျိုကိုမတ်တို့လည်းပွဲထွက်ဖို့မသေးကြသေးပါဘူး။အရေးပေါ်အရှင်တွေကဒိုမီနစ်ဆိုဘိုစလိုင်းကိုတော့ညာနောက်ခံလူအဖြစ်မြင်တွေ့သွားရနိုင်ပါတယ်။တစ်ဖက်ကနျူကာဆယ်ကတော့သူတို့ရဲ့အားကိုးရတဲ့တိုက်စစ်အတွက်ကိုပွဲထုတ်လာဖို့ရှိပြီးအမ်နီဂေါ်ဒန်နဲ့အီလန်ကစတဲ့ညံနှုံးမြင့်တိုက်စစ်တွေနဲ့လီဗာပူးရဲ့ဟာကွက်ဖြစ်နေတဲ့ခန်းစစ်ကြောင်းကိုဘယ်လိုဒုက္ခပေးမလဲဆိုတာစောင့်ကြည့်သွားရမှာပါ။နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပရီးမီးယားလိ9ပွဲမှာ၄ချိန်အထိလီဗာပူးတို့အနိုင်ကစားထားနိုင်ခဲ့ပြီးနျူကာဆယ်ရဲ့စိန်ချင်းဘက်မှာတစ်ချိန်သာတီးကြထားပါတယ်။မိုဟာမက်ဆာလာဟာနျူကာဆယ်နဲ့တွေ့တိုင်းရှေ့စွမ်းပြလေးရှိပေမဲ့လက်တလုံးမှာအတော်လေးရုန်းကန်ကစားနေရတာကြောင့်ဒီနေ့ပွဲမှာတော့အကောင်းဆုံးကစားပြနိုင်မလားစောင့်ကြည့်သွားရမှာပါ။အင်ရှင်အသင်းဟာဒီရာသီမှာပွဲစဉ်ရဲ့နောက်ဆုံးမိနစ်တွေအတွင်းသွင်းကိုသွင်းယူထားမှုအများဆုံးအသင်းလည်းဖြစ်နေပါတယ်။အာနီစရဲ့လီဗာပူးကတော့တွင်းလက်ထိန်းချုပ်မှုအသားပေးကစားမှာဖြစ်ပေမဲ့ခန်းစစ်မှာလူမစုံတာကြောင့်ပြိုင်ဘက်အသင်းရဲ့ကောင်တာအတက်တွေကိုတတိထားကစားသွားရမှာပါ။အီဒီဟောင်းရဲ့အသင်းဟာခန်းစစ်ကိုကြီးကြီးလေးလေးကစားတတ်ပြီးလီဗာပူးရဲ့အားနည်းနေတဲ့နောက်တန်းကိုမြန်နှုံးမြင့်ကစားသမားတွေနဲ့တိုက်စစ်ဆင်လာဖို့ရှိနေပါတယ်။အစင်လာရလီဗာပူးတို့အသာစီးရနေပေမဲ့ခန်းစစ်ဟာကွက်တွေကြောင့်နျူကာဆယ်ဘက်ကိုဂိုးတွေပြန်လည်ပေးသွားရနိုင်ပါတယ်။ကျွန်တော်အထင်ကတော့လီဗာပူးတို့တကူဒါမှမဟုတ်နှစ်ကူအသာနဲ့အနိုင်ရသွားပါလိမ့်မယ်။ဒီပွဲရလက်ကိုဘယ်လိုထင်ပါသလဲအောက်ကကွန်မန့်မှာဝင်ရောက်ခန့်မှန်းပေးတော့ကြပါဦး။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။